ပြလိုက်ပါအောင်အဲ့လိုဆိုရင် ဒါဆက်လာ ဟုတ်ပါဟုတ်ပါဘာလို့လဲ ကိုကခုနက FMB လို့ပြောလိုက်တာပါကျွန်တော်တို့ FMB နားလဲတာသူကအကျယ်ပြတ်လာတော့ဒါပေမဲ့ FMB ရဲ့သူကဘာမှဟိုတော့တေးတွေပါလိုက်ချတယ်ကောင်းလေးပေါ့စင်လေးပေါ့စင်လေးကြီးလေးရတယ်ထောင်းထားတယ် တော့သူရဲ့တော့ထောင်းလို့ အင်ပရိုဝေးနေတာဘိုးတက်တော့ရေရှားလို့ဖြစ်တယ် ကျောင်းဝင်ကြီးမဲ့လို့ ခဏကွဲပါလေဟိုဒီခါပါပါကိုခြေတော်ကြီးအရှိဖြစ်ပါ ဟုတ်လားကိုယ်မလို့ထင်တာငါတို့ကြိုက်လို့ရှိရအောင်ပါအောင်နော်အဲ့လိုတော့ထင် အဲဒါကကောင်းပြီ โอเคအဲ့တော့2ယောက်ကမရမလို့အောင်ဖြစ်တယ် sorry အဖြစ်မဲ့2ယောက်တော့မလို့တော့ငါပြောတာငါလည်းမရှိပါဘူးဟုတ်တယ်ဒီကရိုးရတယ်ခါအောက်ဟုတ်ကဲ့တော့ပါဘူးဘယ်တော့လို့ကိုထင်တာလဲ အာဒီဗီဒီယိုဝင်လာရက်လည်းရှိတယ် ရရှိပြီဟုတ်ပြီအထားလို့ဆွဲတယ်ဟုတ်လားဘာလို့သူတို့ဆွဲ လက်ကြည့်လိုက်တဲ့အချိန်မှာသူကလူကြီးကလေးကြည့်လိုက်တာမျက်လုံးကတိလိုက်တယ် ရှာလေးထုတ် ရှိရတာရှိရတယ်အနေနဲ့ဝင်လာတယ်မကြီးရအောင် ဟုတ်နော်လေးတို့ထားလို့ပြန်ကောင်းသွားနော်ဆိုတော့ကျွန်တော်တို့ဆိုတော့အင်ကြီးလေးတော့ဆွဲမတက်လို့ရှိတော့အင်ကြီးအသေးအချက်ထောက်ဆွဲတာကောင်းကြီးမထားလို့ဘူးဟုတ်လားအဆိုရင်ဘာလို့လဲ ဒီကဘာနေလို့ရှိရင် အမြဲတမ်းပါဒီအမြဲတမ်းပါတော့တော်ဘူးပါပါရှိတယ် ကျောင်းရတာဟောထက်လိုက်တာဒါတဲလာတယ် အခုတော့ဘယ်လိုလုပ်ထင်လဲ ဘူးမှမယူတော့ကျဲခဲ့ ဒီမဲ့ဘာမှမရရှိဘူး ဘူးမှမယူတော့ကျဲခဲ့တာဆိုတော့ ဟုတ်တယ် ဒီကမျက်မှန်တာဒါ ဒီမဲ့အများများရှိတယ် ဟုတ်တာ တော့ရ တော့ရှိတယ် အဲ့ဒါကျေးဒီလေးတွေပါ ကျေးဇူးတင် မာပြီးတော့စက်ကလည်းရေဝတ်တယ် မ anyway တော့တို့လို့လည်းမတော်အဆင်ပြေပါလား ဟုတ်တာပြည့်အချိန်ဟာစက်ကဝတ်တယ်စီ အဲ့တော့တော့ပါပါဒီလိုမျိုးလေအငှက်လေးတွေနဲ့ငယ်တော့ရှိတယ်ပုံဆွဲဆိုတော့ဆွဲကြတယ်လိုမြေကြီးလေးဆွဲမယ်တစ်ပင်လေးလိုလေးဆွဲတစ်ပင်လေးဆွဲမယ်ပြီးတောင်လေးတွေဆွဲမယ်ပြီးမြေလုံးလေးထည့်မယ်ဒါထုံးစံပဲလေနော်ငှက်လေးတွေထည့်မယ်ကာကြီးလေးတွေ ဒီလုံးတော့ထည့်တာဒီလုံးမှာဒီလုံးဖုတ်တာဖုတ်ဒီဖုတ်ဆွဲတယ် ဟုတ်ပါပြီတို့လည်းအဆင်ပြေသွားတယ်တော့အဲ့ဒါမရဒါရင်းပုံလို့ထင်တယ်ဒီလည်းပြန်လေအဲ့ဒီပဲဒါဘယ်ဆွဲလဲဟုတ်လားပုံဆွဲထားဟုတ်လားတော့ဒီဘက်တော့လိုက်တာငါဘယ်လာလေးဆွဲထားသူ့တောင်းမှာဒါဒါအော်ဒီကြောင့်လည်းတော့လိုက်တာတော့သူ့ idea အကောင်းတယ်ဒီကြောင်းကဒါဟိုကြောင်းတဲ့အချိန်မှာသုံးနေပဲဆိုတော့ဒါပုံမှန်ကြောင်းဆိုတော့ကြောင်းတဲ့ဒီကြီးကအကြောင်းတဲ့လို့ရှိတာလည်းတွေ့ရတာပေါ့နော်အစိုးရကြောင်းပါတယ်ဆိုလို့ရှိโอเคဟာရောမှန်တယ်ဟုတ်လားဒီကဟာဘာလို့ဒီလိုဆက်တာဒီလိုမျိုးတော့ဒီလိုဒီမဲ့နာဒီမဲ့လည်းတော့ရဲကြီးပြီးသွားရင်လည်းပြရတာဒီဖက်ဖက်လည်းမဲ့လည်းဒီဖက်ဟုတ်ပါအဲ့လိုကိုလို့ထင်တာ ဒါဖုန်ကြီးတွေလေ ဒီ ဖုန်ကြီးတော့ပါပါအဲ့ဒါဆိုတော့ဒါဟိုပါပေါ့ဟိုညီမအလုံးနဲ့ပေါ့သွားပြီးတော့သင်ငန်းပြေးခရဆိုတော့ဒါဖုန်ကြီးတော့ဆောင်ရအောင်အဲ့ဒီဟာလေးပေါ့တော့ကလေးသားနဲ့သမီးပေါ့ ဟုတ်ပြီ ဟုတ်တယောက်ကျန်နေအမျိုးသားကျန်နေ ဟုတ်လားအဲ့ဒါလည်းဒီအကူလို့ထင်တာ ဟုတ်တယ်ပါအဓိကဒီကဖုန်ကြီးတွေကိုသမြင်လိုက်တာ ဒီကိုတော့ကြည့်ကြည့်ဒီဖွင့်လာတာ ဒါဖုန်ကြီးကြောင်းလေး ဘာ ပေါ် လဲ နေ စီ စီ ရို ရော ရလာဆိုပြီးတော့လိုက်တာโอเคဒါပါလေနောက်ပြအဲ့လိုကိုလို့ထင် ညမပါလာပြီးတော့မယူဒီတော့4ရောက်လို့ပြောထားတယ်။ဒါတမန်ကြီးကသူ့ဆွဲထားလို့ချင်းဒီကမှလည်းဖြတ်တာ ဒီကဘောဝဲဆောင်မှာမဆွဲတဲ့ဘူးအဲ့လိုဖြစ်နေ ဘယ်က ဒီရှက်ကွာ ဘယ်မတော့ပဲလေမလားဟုတ်ကျုပ်ပါဘယ်လိုအားလုံးပြလိုက်ပါတော့လည်းရတယ်ဆိုတော့အဲ့တော့စမတို့ကနားလေဒီကနေမရအောင်လေအဲ့တော့တစ်ခုတော့ဆက်ဆက်နေရတယ်
ကျောင်းမှာနေတယ်လို့ပိုစဉ်းစားဖြစ်ပါတယ် ဟုတ်တော့ မရှိဘူးဒါတော့ဘုံသားလူတွေဆိုတော့ကျောင်းတော့ဒီနေ့မပြီးတော့ရဲတော့ဒီထွေမှုလေးကိုရတယ်ခါလား ဒီနောက်တော့ သူ့တက်ပို့ပြီးတော့စဉ်းစားပေးနိုင်ပါလားသူနေ ဘာကြောင့်ကိုစဉ်းစားပေးနိုင်လဲ သူ့ကိုစိတ်ဝင်စားပါ ဘာကြောင့်စိတ်လဲ ဟိုစိတ်ဝင်စားမဲ့အရာဖြစ်နေလို့ပေါ့နော်ဘာလို့အဓိက target ကသူဖြစ်နေလို့ပေါ့ကိုယ်နောက်ကသူဖြစ်နေ ကပေးချင်တဲ့ message ပါလိုက်တာပါလေ။ကိုက manager ရတဲ့အခါမှာဖြစ်ကိုကို manager ရတဲ့ဖြစ်တဲ့ဦးနဲ့တူရဲ့ relationship ကအရင်အရေးကြီးပါတယ်။ဘာလို့တော့ဒီဆွဲတာမှန်နေလဲ။ဆွဲလို့ဆိုတော့ဒီဆွဲဒီဆရာမတွေမဟုတ်ဘူး။သူကဘယ်လိုလဲပါဆွဲချစ်သူကတာ။ဘာကြောင့်လဲဆိုတော့သူ့အကြောင်းကိုသိလို့သူ့ကိုစိတ်ဝင်စားလို့သူနဲ့ပတ်သက်ပြီးတော့ပို့ပြီး unitary ရှိအနာတော့အားလုံးတူလဲပို့ပြီးရင်းနှီးသွားလို့သိကြတာ။တော့ပြောခဲ့တယ်ဟိုနောက်လည်းကြည့်တဲ့ချိန်မှာဆိုတော့ကိုလူရဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့သူနဲ့ကိုနဲ့ relationship ကောင်းနေအဲ့လိုမဟုတ်တဲ့နဲ့ခါမှမြင်ဘူးခါမှလည်းမသိဘူး။ဒီနေ့ကလည်းစတင်တက်တဲ့ရက်မှလည်းမဟုတ်ဘူး။ဒါစောင့်ဖွင့်တဲ့ရက်မင်းစက်တွေကဆွဲခိုင်းနေဆိုပြီးတာ။အဲ့ဒါလည်းဆိုတော့အဲ့ချိန်မှာတောင်းနေကအရင်ကအပြင်မှာတိချိန်တော့တည်ရလို့ရှိရင်ဒီတင်ထဲမှာဘုရားတွေ့ရတယ်ဆိုရင်တော့လုံးဝမသိဘူး။အဲ့တော့ဝန်ထမ်းတွေဆိုရင်တော့နော်ကို manage လုပ်ရတဲ့အခါမှာကိုဝန်ထမ်းတွေကိုကိုအရင်ဆုံးသိရမှာ။သူကဘယ်လိုပုံစံဒီမှာမိသားစုကဘယ်လိုရှိတယ်လဲ။ပြီးလို့ရှိရင်သူရနေလာရတယ်။ဝယ်ရထားလားဝယ်ရထားလား စကားပြော Yes relationship အရင်